ပြန်ဆိုင်မှုတွေကြီးမားနေတဲ့ဇာမင်းသားကြီးတွေကိုဩဝါဒဆုံးမစကားတစ်ခွန်းပြောလိုက်တဲ့အောင်စပူအလုံးပဲမင်္ဂလာပါကျမတို့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အောင်စပူဟာကောင်းဆောင်မင်းသားဖြစ်ပွဲထွက်လာတာတစ်နှစ်တာရှိသေးပြီမဲ့အခုဆိုရင်တော့သတ္တပင်လောကထဲမှာဩဇာအာဏာကြီးမားပြီဖြစ်ကဇာမင်းသားကြီးတွေကလည်းသူ့ကိုရှိခင်လာကြတာပါမကြတဲ့ခင်ရှင်တွေကစားလို့သတ္တပင်လောကသားတွေနဲ့နာမည်ရမင်းသားတချို့ကြားကပွတ်တိုက်မှုတွေအပြန်အလှန်စကနာထိုးမှုတွေကနာမည်ကြီးခဲ့တာပါအနည်းပညာနဲ့ရှင်ပြန်ရမယ့်အစားမာနတွေအစွဲတွေနဲ့အရှင်ချင်းတိုက်ခိုက်နေကြတာကိုအောင်စပူကမမြင်ရခဲ့ပါဘူး။ဇာတော်ကြီးမူဝင်ခွင့်ပြဿနာတွေကနေစတင်လို့အရင်ကခင်မင်းရင်ဆွဲတွေတောင်ပြောက်လာခဲ့ကြကသူမှန်တယ်ငါမှန်တယ်ဆိုပြီးဖြစ်လာကြတာပါ။အရင်ကပြဿနာဟောင်းတွေကိုပါဖော်ထုတ်လာခဲ့ကြတာကြောင့်တချို့တော့မင်းသားတွေရဲ့စိတ်ရင်းမှန်တွေလည်းပေါ်လာခဲ့ရပါတယ်။သမင်းသားရှင်ချင်းမာနပြိုင်နေတဲ့ကြားထဲမှာတည်ငြိမ်တဲ့စိတ်ထားရင်ကျက်တဲ့အမြင်တွေနဲ့သတ္တပင်လောကကြီးအတွက်ရင်တွင်စကားလေးကိုလေးလေးနက်နက်ဖွင့်ဟလာတဲ့သူကတော့ဗိဒ္ဓတွေရဲ့အရှိဆုံးသမင်းသားအောင်စပူပဲဖြစ်ပါတယ်။အောင်စပူဟာလက်ဓမာတသမီဖြစ်ပေမဲ့ငယ်လေးကလေးကသတ္တပင်ကိုရှင်းမြနိုးပြီးသတ္တပင်ရဲ့နုပညာကိုတန်ဖိုးထားခဲ့တာပါလက်ရှိမှာဖြစ်ပေါ်နေတဲ့အရှင်ချင်းပွတ်တိုက်မှုတွေကြောင့်သတ္တပင်လောကကြီးကိုတဖြည်းဖြည်းအကြီးတန်းလာစေတယ်လို့သူဘက်ကမြင်လာခဲ့ပါတယ်အောင်စပူပွဲစားတုန်းကလည်းပြဿနာတွေမကြာခဏတက်ခဲ့တာကြောင့်ဗိဒ္ဓတွေကနားလည်ခွင့်လွှတ်ပေးခဲ့ရတာပါအခုတော့အခြားသူတွေလည်းအရှင်ချင်းနားလည်မှုလွဲနေကြပြီဖြစ်လို့အောင်စပူကမကြည့်ရတော့ဘူးရှင်ဗိဒ္ဓတွေကဇက်ခုံဘောကအနုပညာကိုကြီးချင်လို့အားပေးကြတာဖြစ်ကလကနောက်ွယ်ကပြဿနာတွေဆိုရှယ်မီဒီယာပေါ်ကအရှုပ်ရှင်းတွေကိုမြင်ချင်းကြားချင်ကြတာမဟုတ်ပါဘူးအနုပညာရှင်အချင်းချင်းတင်မြတ်မှုမရှိပဲအခွဲခွဲပြားပြားဖြစ်နေတာကအပြင်ကကြည့်ရင်တော့တကယ်ကိုအကြီးတန်းရုပ်ဆိုးစေတာပါဒီလိုအကြီးတန်းမှုတွေပတ်ပြောက်သွားဖို့အတွက်အောင်စပူပေးလိုက်တဲ့အကြံဉာဏ်နဲ့သူ့ရဲ့ခံယူချက်ကတော့လူကြိုက်များသွားတယ်ရှင်သတ္တပင်လောကကောင်းကျိုးကိုတဲပို့မယ်ဆိုရင်အစွဲတွေမာနတွေထားခဲ့ဖို့လိုမှာဖြစ်ကတတိပုဂ္ဂလအောင်မြင်ရေးထဲလောကအကျိုးအတွက်အကောင်းမြင်စိတ်နဲ့ပဲရှစ်ဆက်သွားမှဒီလောကကတိုးတက်လာမှလို့ဆိုပါတယ်။သမင်သားကြီးတွေအချင်းချင်းလက်ရှိပြဿနာဖြစ်နေကြသူအားလုံးအတွေ့တတိမမီနဲ့ဆုံးမလိုက်တာပဲဖြစ်ပါတယ်။သမင်သားကြီးတွေရဲ့ရှိကိုရရှိထားတဲ့အောင်စပူကမန္တလေးသိန်းစော်ရဲ့ရွှေတူတပင်ပွဲကိုလည်းဥဆောင်ပြီးတော့ကျင်းပပေးခဲ့သူဖြစ်တာကြောင့်သူ့ကိုရှိခင်ကြတဲ့သမင်သားကြီးတွေရှိပါတယ်။ဒါကြောင့်လည်းမာနတွေနဲ့ပြိုင်ဆိုင်နေကြတဲ့မင်းသားတွေကိုသူကပဲကြားတဲ့ကနေဖြန့်ဖြေးပေးလိုက်တာပါရှင်။ကိုစီမာနတွေအစွဲလန်းတွေရှိတဲ့ကြစမြဲဖြစ်ပေမဲ့လေဒီလောကကြီးကြီးပွားတိုးတက်ဖို့ဗိတ္တရဲ့အရှိတွေကိုရေရှည်ထိန်းသိမ်းနိုင်ဖို့ဆိုရင်တော့မာနတွေကိုရှာထားတင်ကြောင်းအောင်စပူကအားလုံးကိုဆုံးမပေးလိုက်တာပါဒီကိုယ်တိုင်ရဲ့ယက်တီရှိကိုလည်းတိုးတက်အောင်မြင်တဲ့လောကကြီးစီကိုဆက်သွားဖို့လက်ခုလက်မှခလုံးမတိုက်ရှင်ဘူးလို့ဆိုထားတာပါအောင်စပူဟာအတင်ငယ်သေးပေမဲ့လည်းရင်ကျတဲ့ဆုံးမစကားတွေကြောင့်ပဲသူ့ရဲ့ဗိတ္တတွေကခုံယူနေရပြီရှင်စာများဖတ်ပြီးအပြောကျွဲတဲ့အောင်စပူကသတ္တပင်လောကထဲမှာဖြစ်နေတဲ့ပြဿနာတွေကိုငြိမ်အေးပေးနိုင်သူဖြစ်တဲ့အပြင်စနစ်ကျော်စကားမပြောခဲ့တဲ့ဇာမင်းသားကြီးတွေကိုတောင်ပြန်လည်အဆင်ပြေစေတဲ့သူပါရှင်။ဒါကြောင့်လည်းလက်ရှိမှာဖြစ်နေတဲ့ဇာမင်းသားကြီးတွေကြားကပြဿနာတွေအတွက်အောင်စပူရဲ့ဆုံးမစကားကအေးချမ်းတဲ့ဖြစ်စေတစ်ခွဲဖြစ်စေခဲ့တာပါ။ညင်ပွားနေကြတဲ့ဇာမင်းသားကြီးတွေကိုပြဿနာတွေကိုပြီးစီးစေဖို့အတွက်ဆုံးမစကားပြောကြားလိုက်တဲ့အောင်စပူရဲ့စကားတွေကတကယ်မှန်ကန်ရလားဆိုတာဗိဒ္ဓတို့ရဲ့အမြင်ကိုလည်းပြောပြခဲ့အောင်နော်။တချို့ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။